12သိန်းလောက်ကျန်သေးတယ်ပေါ့အဲ့လိုမဟုတ်ရင်စားတော့ပြောဝန်တာတော့ဝေလာသွင်းလူသားတို့တရားကိုလက်ခံတဲ့ဝန်ထမ်းညီမလေးတွေကလည်းလက်ကိသောစီစဉ်လေးရှိတယ်လို့ပြောလိုက်လို့သိရတာပါတကယ်ချင်းတရားဖြစ်တာလည်းသိတယ်ရုံးမှာငွေလာတွင်းနဲ့သိခဲ့အောင်ပါဝေသွင်းတဲ့ရုံကဝန်ထမ်းလေးပြောလို့ပေါ့နော်နေပေါက်တဲ့အစီအစဉ်လူသိရတာပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ရတယ်ညာညာတော့ရှိရတယ် Redmi Note 40 Pro Plus ဒီကိတက်တာစမ်းသပ်မောလေးတစ်လုံးဝယ်ထားပါတယ်စိုက်ကဲထုတ်လာတာဒီလာလို့ဆိုရင်9လပေါ့ဝေသားလို့ဆိုရင်တော့17သိန်းကျော်ကျော်လောက်ကျန်ပါလိမ့်မယ်ဒီလား12သိန်းလောက်ကျန်သေးတယ်ဟိုလာသင်ကြီးငွေတွင်းမှု17လကျန်ပါသေးတယ်လာသင်ကြီးငွေတွင်းမှုငွေမော့တော့17သိန်း8000နဲ့8000ကျန်ပါသေးတယ်ဗျ လေးလစာတန်ပေါ့17သိန်းတိတိပြအောင်သူ့ပေါင်းရတယ်ရှစ်သိန်းအကောင့်လို့ရန်ကိုပြောပါတယ်အတိုင်းမသိဘူးအတိုင်းမသိပြောစရာစကားမရှိအောင်ကိုပြောနေပြောတော့ခါးပါချက်ကတော့ပြောတော့ပေါ့နော်အတိုင်းမသိကိုပြောပါတယ်ပြောလို့မတောက်ဘူးဝန်တာပေါ့နော်ဟိုလောက်ပန်းစက်တည်းသွားလာတာလည်းခက်ခဲတာတွေရောငွေကြီးတွေရောအခုလိုပေါက်သွားတော့ဒါဟုတ်ဝန်တာပေါ့နော်ပြောလို့မတောက်အဲ့လိုမဟုတ်ရင်စားတော့ပြောဝန်တာပေါ့ဒီလိုစီစဉ်လေးလုပ်ပေးတာရန်ကိုကောင်းပါတယ်လို့နောက်ထပ်လည်း condition တွေလည်းအများကြီးပေါ်ပေါက်စီစဉ်နေတာအများကြီးကြည့်တယ်ဆိုတော့ဒီမီးလေးကောင်းပါတယ်ဒီတိုင်းပေါ့အဲ customer တွေကအများကြီးကောင်းပါတယ်ဒီလိုအများကြီးဆောင်မှုဒါကောင်းပါတယ်ဟိုဒီလိုလာသင်လာတိုင်းကန်ဆယ်မဲ့အစီအစဉ်တွေကိုလာတိုင်းအမြဲဆက်ပြီးတော့ရှိနေသိချင်ပါတယ်ဒီလိုပဲနေပေါင်းများစွာဒီလိုပဲ BC လောက်သွားနိုင်တော့ထုတ်တဲ့သူတွေလည်းပို့ပြီးတော့အကျိုးရှိပေါ့အဲတော့ဒါလို့ပေါ့ကျွန်တော်ဒီလိုပုံစံ